နဘေးနဲ့တွေ့မှာစူပါလက်အမတ်စင်နှခါရီခံလိုက်ပေမဲ့တမ်နီဆိုလေးဦးကတော့ဘာမှမဖြစ်ခဲ့ဘူးစူပါလက်ကတော့နဘေးကိုပြတ်သက်ရှုံးနေသွားခဲ့ဖြစ်ပြီးတော့အလူးလဲခံခဲ့ရပါတယ်စူပါလက်လူကစားမမျိုးတလောက်ထိရုပ်ပြဆင်းပြခန်းတာတွေးတော့မတွေးမိတဲ့ကိစ္စဖြစ်ပါတယ်နဘေးကစူပါလက်ကိုကလေးနဲ့လူကြီးလူကစားသွားခဲ့ပြီးတော့ဘာမှလှုပ်ခွင့်မပေးခဲ့ပါဘူးနဘေးကသူ့ရဲ့ခြေတန်းရှည်လက်တန်းရှည်တွေကိုသုံးချပြီးစူပါလက်ကိုနှာနဲ့ယူအောင်လုပ်ခဲ့တာဖြစ်ပါတယ်စူပါလက်မျက်နှာတွေနဘေးတွေနေရဲကုန်ပြီးတော့သူ့ရဲ့ကစားမဘွားအထိနာဆုံးပွဲလဲဖြစ်ခဲ့တာပါအလဲထိုးမခံရတာတော့ကန်ကောင်းလို့ဆိုမှဖြစ်ပါတယ်စူပါလက်တောင်ဘာမှလုံးမရတော့နဘေးကဘန်နန်ဝိတ်တန်းမှာပြိုင်ဆန်ရှားဖြစ်လို့သွားပါပြီဒီပွဲသားစူပါလက် hydration test အောင်ပြီးတော့ချန်ပီယံကပတ်ပေါင်းစည်းပွဲဖြစ်ခဲ့မယ်ဆိုရင်နဘေးကချန်ပီယံဖြစ်သွားမှာဖြစ်ပြီးရိုးပွဲဖြစ်သွားတာကသူ့အတွက်နစ်နာသွားပါတယ်ပထမချီမှာစူပါလက်ကနဘေးရဲ့မျက်နှာကိုပိုင်ထိုးဖို့ကြိုးစားခဲ့ပါတယ်အောက်ခြေခတ်တွေသုံးပေမဲ့နဘေးကရှောင်နိုင်ခဲ့ပါတယ်နဘေးကကောင်တာချောင်းနေပြီးတော့စူပါလက်ကျွန်းလာတာကိုစောင့်နေရပါဒီနေ့စူပါလက်ကျွန်းလာခြင်းမှာနဘေးကစူပါလက်ကိုကလင်းဆုပ်ပြီးတော့ဒူးတိုက်လိုက်တာနဘေးကိုဖောင်းနေပါပြီနဘေးဒူးလျာစူပါလက်နန်ညွန့်နေဂျော်ဒီစူပဲသွားတာပါဘယ်ဒူးနဲ့တိုက်တာဖြစ်တဲ့စူပါလက်ရဲ့အသေးဘက်ကိုသွားတာဖြစ်ပါတယ်နဘေးဒူးတန်နေရရှီလာကြောင့်လက်သီးနဲ့ထိုးသလိုမျိုးပါပဲဘိုးဆိုတာကာလို့တော့မရတာပါစူပါလက်ထိသွားခြင်းမှာလက်သီးတွေမိုးပြီးတော့ဝင်လာခဲ့ပါတယ်ပထမချီတာမပြီးရင်စူပါလက်အလဲထိုးခံပါပြီတောင်းမှဘာမှပြန်မလုပ်နိုင်တော့ပဲငုံခံနေကြတာဖြစ်ပါတယ်ဒူရာချီမှာလဲစူပါလက်ကလိုက်ပြီးတော့နဘေးကကောင်တာဆောက်ပါတယ်စူပါလက်ဂတ်လို့သွားခြင်းမှာနဘေးရဲ့အမြင့်ကန်ကျကွက်တီထိသွားခဲ့ပါတယ်စူပါလက်မာလို့သာမကြခဲ့တာပါနဘေးနီကိုကာရီလိုပွဲသိမ်းသွားတဲ့ကန်ကျတိုင်းမှာပဲဇက်တိုင်းဝင်လာတဲ့လက်သီးတွေကလည်းထိပါတယ်တတရာချီမှာလဲစူပါလက်ခံရတာတွေကြီးပါပဲနဘေးကစိတ်ကြိုက်ကိုကစားသွားနိုင်တာဖြစ်ပါတယ်နဘေးအနေနဲ့စူပါလက်ကိုနူးစင်ရရှုံးထားတာကိုလက်စားချေလိုက်နိုင်တာလည်းဖြစ်ပါတယ်နဘေးရဲ့ထိုးချက်ကန်ချက်တွေကိုစူပါလက်တောင်မခံနိုင်ပါဘူးအမတ်စင်နှခါထိရီခံလိုက်ရပါတယ်ဒါပေမဲ့ဆိုလင်းလုံးကတော့ဘာမှမဖြစ်သလိုကစားပြခဲ့တာပါနဘေးကစူပါလက်ကိုသာအမတ်စင်ရီအောင်လုံနိုင်ခဲ့မယ်ဆိုလင်းကတော့မလုံနိုင်ခဲ့ပါဘူးဆိုလင်းကဒူးတိုက်တာတွေကန်တာတွေသာခံရပေမဲ့နောက်ကိုလုံးဝလွင်မသွားခဲ့တာဖြစ်ပါတယ်တဝန်ချိုင်းကလည်းကိပောင်စင်မှာကပိုက်မဲ့ကြွေးကြော်လာပြီးတော့မှနိုအီဒီကိုအလဲထိုးတဲ့ရှုံးသွားခဲ့ပါတယ်ထိတ်တန်းစင်ပြိုင်ပွဲတွေမှာဘလောက်ပဲပြင်ဆင်ထားပါစေအမှားလေးတစ်ခုပေါ်စားမှုလေးတစ်ခုကပေးဆက်မှုကြီးမားနိုင်နေဆိုတော့မြင်လိုက်ရတာမျိုးပါနိုအီဒီရဲ့ဂိမ်းပလန်လည်းမှန်တယ်လို့ဆိုရမှာပါတဝန်ချိုင်းအောင်တောက်လျှောက်ဖျားပေးစားပြီးတော့အလင်းကိုင်းမှာအခွင့်ကောင်းနိုင်ခဲ့တာဖြစ်ပါတယ်တဝန်ချိုင်းအကွာဝေးကိုထိန်းစားပြီးတော့နင်းချေတားချေနဲ့စီးတားပါတယ်တကယ်လို့ကျုံဝင်လာဘယ်သူနဲ့အလိုက်တင်ဆွဲတိုက်ပါတယ်နိုရီကကြောင်ပိတ်ပြီးတော့ထိုးဖို့ကြိုးစားပါတယ်ဒါပေမဲ့တဝန်ချိုင်းကနိုရီရဲ့ဘဲဘက်ကနေမြဲလို့ပြန်ထွက်သွားလိမ့်ရှိခဲ့တာပါဒိုနဲ့တတိယချီမှာတဝန်ချိုင်းလည်းစပြီးတော့ဖွင့်လာခဲ့ပါတယ်နိုရီကတောင်းမှာကြောင်ပိတ်ထားခြင်းတဝန်ချိုင်းကတ်လွတ်နေတဲ့နန်ကို live shot တွေကျွေးလိုက်ပါတယ် live shot တွေကျွေးလိုက်ပါတယ်ဒီတဝန်ချိုင်းရသေးမယ်ဘယ်သူတိုက်ဖို့ကြိုးစားနေဂက်ကလွတ်သွားပါတယ်ဂက်လွတ်သွားတဲ့တဝန်ချိုင်းရဲ့နထေနိုရီကအပိုင်ထပ်ထိုးပါတယ်တဝန်ချိုင်းမဆင်ကြီးခံလိုက်ပြီးတော့ပြန်ထမလာနိုင်တော့ပါဘူးအမှုမပြေတာကြောင့်တောင်းမှာကြောင်ပိတ်ထိုးခံပြီးတော့ရှုံးသွားခဲ့တာဖြစ်ပါတယ်နိုရီကဝမ်မှာနှစ်ပွဲဆက်ရှုံးထားပြီးတော့ကော်ကောင်ရပြီးတော့ဂျာဘက်ချန်ပီယံဖြစ်သွားခဲ့တာပါထိုင်းသမီးရော်ထန်တော့ဝမ်ချန်ပီယံရှစ်မှာသူပါတော့လောက်နာမည်ကြီးနာလဲဆိုတာဒါခဲရုကိုလဲထိုးပြီးတော့ပြသသွားပါတယ်သူ့ကိုပြောတော့လည်းမဟုတ်ပါဘူးကွာ overrated ကြီးလို့မြင်တဲ့သူတွေကိုအတန်တိတ်သွားစေခဲ့တာပါရော်ထန်ဆိုတာလေလဲတိုက်တယ်လေတိုက်တဲ့အတိုင်းလဲလုံးပြနိုင်တယ်ဆိုတာပြသသွားခဲ့တာလည်းဖြစ်ပါတယ်ရော်ထန်ဒါခဲကို6ပေချင်းနဲ့ပို့ပြမယ်လို့သူကြုံဝါထားတဲ့အတိုင်းလုံးပြနိုင်ခဲ့တာဖြစ်ပါတယ်ပွဲအများကြီးမျှော်လင့်ခဲ့ရပြီးတော့၄-၅ကြီးပိုင်းတီးမယ်ထင်ခဲ့မယ်စောစီပဲပြီးသွားခဲ့တာပါဒါခဲဦးအနေနဲ့မေးကိုမိန်နဲ့ခံစားလိုက်တာဖြစ်ပြီးတော့အမတ်ရှင်ကြီးနေချိန်မှာတော့အမှုမပြေသေးဘူးဖြစ်ပါတယ်စားချိန်မှာပြန်လည်ကဲဆန်းနေကြပြီးတော့အောက်ခြေခတ်နေရပါရော်ထန်နီးကပ်ဖို့ကြိုးစားမယ်ဒါခဲဦးကဘယ်လက်သီးနဲ့ထောက်ထားပါတယ်ဒိုနဲ့ရော်ထန်ပြိုင်ထိုးရင်းနဲ့ဘဲခွန်းနှစ်ချက်ကဒါခဲဦးရဲ့ကြောကိုခွက်ကနေထိပါတယ်ဒါခဲဦးအနေနဲ့အမတ်ရှင်ကြီးနာတော့အမှုမပြေတာကြောင့်အရှုံးပေးလိုက်ရတာဖြစ်ပါတယ်